တီထောင်ခဲ့မယ်ဆိုရင်ဖြစ်နိုင်ပါမလားတော်များများတော့မဖြစ်နိုင်ဘူးလို့ထင်ကြမှာပဲဒါပေမဲ့ကျွန်တော်တို့မဖြစ်နိုင်တဲ့လို့ဖြစ်အောင်လုပ်ကြအောင်ဖြစ်ပါတယ်ကဲဒါဆိုကျွန်တော်ဗီဒီယိုလေးကိုစလိုက်ရအောင် let's go အားလုံးပဲမင်္ဂလာပါကျွန်တော်မြန် Rookie ဖြစ်ပါတယ်ကျွန်တော်ဒီမှာ2 game ဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာကျွန်တော် Bro Intro မှာကြားခဲ့တဲ့အတိုင်းပဲ Minecraft ကိုဒီမျိုးပြကြီးတစ်ခုစဉ်ဖြစ်ကျွန်တော်စောက်လုပ်သွားမှာဖြစ်ပါတယ်ဒီဘောကိုကျတော့ကျွန်တော်တငယ်ချင်းစော့မှာပေါ့နော်သူကကျတော့ VC မပါတဲ့အတွက်ကြောင့်မို့VC ပြောလို့မရတဲ့အတွက်ကြောင့်မို့ VC တော့မပါဘူးဒါပေမဲ့သူ့တော့ကျွန်တော်ပြောထားတဲ့အများကြီးရှိပါတယ်အားလုံးပဲကျွန်တော်ဗီဒီယိုလေးကြားနေတတ်တယ်ဆိုတော့ like and subscribe လေးနဲ့လုပ်ခဲ့ပေးကြပါလို့ကျွန်တော်တို့နည်းနည်းကျွန်တော်ဝင်ဆော့ထားတဲ့အရာလေးဝင်ဆောက်ထားတဲ့အရာလေးကျွန်တော်တို့ပြပြမယ်ပေါ့နော်အရှိရဆိုရင်တော့ဒါကျွန်တော်ရဲ့အိမ်မှာမိုက်ပါတယ်မကြည့်လိုက်ဒီဒီဇိုင်းကိုကြည့်လိုက်ဒါကျွန်တော်အိမ်ဆောက်ထားတာပေါ့နော်ဒီတော့ဆောက်ချက်ခေါ်ရအတွင်းမှာတော့ဘာမှတော့မဆောက်ရသေးပါဘူးဒါဖြစ်တယ်လို့ဒီပဲဆောက်ထားတာဖြစ်ပါတယ်ဒီဘာမှ decoration တွေဘာတိတ်ပြီးတော့မလုပ်ကြရဘူးဒီပေါ်ထက်ကိုတက်ကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့အိတ်တဲ့ဒီလိုမျိုးအိတ်တဲ့နေရာလေးရယ်ပြီးရင်ဒီ line shot အဲ့လိုမျိုးတက်ဆင်းလုပ်ဖို့နေရာလေးရယ်ပဲရှိပါတယ်ဟိုဒါပြီးနေရာကြီးကနားမှာပင်းနေပါတယ်စိုက်ပဲပေါ့နော်အဲ့လိုမျိုးလုပ်ဖို့လုပ်ထားဖြစ်ပါတယ်ကျွန်တော်တကယ်ချင်းလိုက်ကြရခဏလေးမတူရင်ရတော့ဟိုးမှာပြလိုက်တာတူရင်အဲ့ဒါတူရင်မယ်မတူရင်ရဒီမှာစိုက်ခင်းနေပါသူကလုပ်ထားတယ်တဲ့တူရင်လည်းလာပါဒါပေမဲ့ तू ကအိမ်ဆောက်တဲ့ပုံစံကြမယ်တွင်းမိုင်း decoration โอเคဒီတူရဲ့အတွင်းမိုင်း decoration အားကြတော့ဒီမှာကြည့်ဒီမှာချက်လေးရတာလေပြီးတော့ဒါမှမီးဖို့လေးနဲ့ဒီအောင်ဆိုရင်လည်းတက်သားလေးတွေဒီပေါ်မှာဆိုဒီကားတက်တဲ့ဟာလေးရှိမှာပေါ့နော်ဒီပေါ်မှာကျတော့ तू ချက်နဲ့အိတ်ဓာလေးအိတ်ရာလေးနဲ့ပဲထားရတယ်ပေါ့နော်ပြီးတော့ဒါကဖောင်းကိုကြာတက်တာနဲ့မိုးတာကဲကျွန်တော်တို့ရဲ့အထူး special စောက်ထားတဲ့ဆေးရုံလိုက်ပြပါမယ်ဒါကတော့ကျွန်တော်ရဲ့လက်ရာဖြစ်ပါတယ်ပေါ့နော်အကြည့်တဲ့ဒီတရားကလည်းကျွန်တော်ပဲထိုးထားတာဖြစ်ပါတယ်သူလည်းနည်းနည်းတော့ဝိုင်းထိုးပြပါတယ်အကြည့်တဲ့ဆေးရုံအောင်ကြည့်လိုက်ဒီတကားနဲ့နော်ကြိုင်သွားသေးရโอเคဒီမှာဒီတကားလေးနဲ့တန်တကားလေးနဲ့လုပ်ထားပြီးရပေါ့နော်ဒီဆေးရုံကကြောင့်ပေါ်ထက်မလုပ်ရတယ်ဘူးလုပ်တာတော့လောက်အောင်မှာဒီအပေါ်ထက်ကပြီးရင်ဒီနားမှာတည့်ရမှာဟိုတားခွားကန်းတော့ဘာအဲ့လိုမျိုးလုပ်မှာဒီအားကြောင့်ကျွန်တော်ဘယ်အောင် idea မရှိဘဲနဲ့ကော့ဆော့လိုက်တဲ့ဆေးရုံလေးပေါ့နော်ကျွန်တော်ဆေးရုံကမသိရင်ပါဟိုရေခဲမိုးရောင်းတဲ့ဆိုင်လို့ဘာလို့နဲ့တော့တူနေကဲကျွန်တော်ဒီဘက်တွေကကြတော့ပြီးရင်တစ်တွေပါရှိုးအောင်မှာတက်လားတစ်တွေပါမီးရှို့ပြီးတော့နေတွေပါချက်အောင်မှာကျွန်တော်အများကြီးဆောက်အောင်မှာကျွန်တော်ပြီးသွားရင်သူနဲ့တိုင်မင်တာစောက်လို့ပို့တော့ပန်းကြံလို့ပို့တော့စောက်ထားရပါတော့ဒီစဉ်းစားတိုင်းပန်းကြံဘယ်နှလုံးမလဲဆိုတော့မသိသေးဘူးနေရတော့ကျွန်တော်ဒီဗီဒီယိုထဲမှာပန်းကြံလာလုပ်မယ်ဆိုသူပြောထားရပါတော့โอเคကျွန်တော်နေရလိုက်ရှာလိုက်ပါအောင်ပန်းကြံဘယ်နှလုံးရင်ကောင်းမလဲမသိဘူးကဲဒီပန်းကြံနေရကြတော့ကုန်းပေါ်မှာလုံးရင်ကောင်းမလားဒီလိုရေပေါ်မှာလုံးရင်ကောင်းမလားတော့မသိဘူးအဲ့ဒါတော့ bro ရဲ့အကြံအရာကိုကျွန်တော်ယူမရတော့မယ်ပေါ့နော်ဘရိုရတာကျွန်တော်အချန်ပေးခဲ့ကြပါအောင်လို့ comment section မှာကျွန်တော်လုပ်ချင်တာကတော့ဒီရေပေါ်မှာတော်တော်များများရေပေါ်မှာလုပ်ချင်တယ်ပေါ့နော်အဲ့ဒါကတော့ရေပေါ်မှာလုပ်ရင်ကောင်းမယ်လို့ထင်တဲ့အတွေ့နဲ့ကျွန်တော်ရေပေါ်မှာပဲလုပ်ချင်ပါတယ်ဒါပေမဲ့ပန်းညာမဆောက်ခင်ကျွန်တော်တို့ဘယ်သွားပြရင်ကောင်းမလဲဆိုရင်ကျွန်တော်ဒီတွားခဲ့တဲ့လမ်းမှာရွာလေးလားမသိဘူးအဲ့နားမှာရွာလားမသိဘူးကျွန်တော်တွေ့ခဲ့တယ်ရဲ့အဲ့ဒါကတော့နောက်တဲ့ဗီဒီယိုတွေမှာကျွန်တော်ထပ်ပြီးလုပ်ပြရင်ပေါ့နော်ကဲကျွန်တော်တို့ဒါကတော့တိလာပေးတာဖြစ်ပါတယ်အဲ့ဒီမျိုးပြားကြီးတစ်ခုတီထောင်ခဲ့မယ်ဆိုမျိုးပြားလို့ပြောမမှန်ဘူးအဲ့ဒီရွာတစ်ခုလို့တီထောင်မဲ့ဆိုမှန်ပါတယ်ဒါကြောင့်မို့ကျွန်တော်နောက်တဲ့ဒီလိုမျိုးဗီဒီယိုတွေကြရင်ကျွန်တော်ဒီတစ်လေး share နာမပြီးသွားရင်ကျွန်တော်စောင်းရမယ့်ဟာတွေကိုလည်း comment မှာတို့မေးထားပါမယ်တို့ကြိုက်တာကိုဖြေခဲ့ပြီးပါလို့ပြောချင်တယ်ကျွန်တော်ဒီဗီဒီယိုလေးကိုတော့အားလုံးပဲနှုတ်ဆက်လိုက်ပါတယ်ခင်ဗျာအားလုံးပဲ bye bye